မယ်ကလားပါခုနကမိုဘိုင်းလေးပြန်လဲထူဆိုလိုက်ပါတယ်ဗျကျွန်တော်ဆိုင်လေးကကျတော့အခုဆိုင်တဲ့မှာနော်ဖွင့်ထားတဲ့နေရာတော့ဒီတယ်လီဆော့ဈေးရဲ့စစ်တက်မှာဖွင့်ထားတာဖြစ်ပါတယ်နော်ကဲဆိုင်လေးကိုလာယူချင်တော့ဒီမှာတယ်လီဆော့ဈေးရှိပါတယ်တယ်လီဆော့ဈေးရဲ့နဘေးမှာကျွန်တော်ကားဂိတ်လေးရှိပါတယ်ကားဂိတ်တွေကကျတော့ကျွန်တော်တို့ဒါကင်မလာဝက်ချလောင်ခလန်အဲ့ဒီကားဂိတ်တွေအစုံဆိုင်တဲ့နေရာလေးဖြစ်ပါတယ်ဗျာနော်ဒီတယ်လီဆော့ဈေးရဲ့စစ်တက်မှာတော့ကျွန်တော်တို့ဖုန်းသားတော်မိုဘိုင်းဖွင့်ထားတာဖြစ်ပါတယ်ကဲကျွန်တော်ဆိုင်ထဲမှာဘာဘုတ်တွေရှိတယ်ဆိုတော့ဒီလိုကြည့်ရကဲအော်ဒီမှာ iPhone လေးတွေ second လေးတွေရဟောက်ပြထားပါတယ်ဗျအဲ့ဒီပြင်ဒီမှာ iPhone parking လေးတွေခါလဲဖြည့်ထားပြီးဒါဖြစ်ပါတယ်ကဲအားလုံးမှာဆိုရင်လည်းကျွန်တော်တို့ Samsung S23 Ultra 22 Ultra 21 Ultra လေးတွေမှာဆောင်းမီလေးရောအကုန်ရှိပါမယ်နော်ကဲ second ကြီးပဲလားဆိုတော့မဟုတ်သေးပါဘူးဗျကျွန်တော်က parking လေးတွေတခါလဲအားဖြည့်ပြရှိတာပါတယ်ဗျာနော်ကဲဖုန်းလေးဝယ်လိုက်ကြတယ်ဖုန်းလေးပတ်တယ်လဲလက်ဆောင်ပစ္စည်းလေးပါတခါလဲထပ်ပေးပါမယ်ကဲဖုန်းလေးကိုမော်ယူချင်ဆိုရင်ကျွန်တော်ကထန်းတဲ့ကတနကလာကိုအရက်ငွေချင်နဲ့မော်ယူအားပေးလို့ရပါတယ်အဲ့ဒီအပြင်ကျွန်တော်အရေးချစနစ်နဲ့လည်းဝယ်ယူချင်တယ်ကျွန်တော်တို့အရေးချနေတယ်ဝယ်ယူအားပေးလို့ရပါတယ်ဗျအရေးချတော့တစ်လ2လ3လခုစစ်ပြီးလို့ယူလို့ရပါတယ်ကဲကျွန်တော်တို့ဘယ်နာပဲကုကင်းမျိုးဆိုကျွန်တော်တရဆော့အစင်းစမှာလာဝယ်ယူလို့ရပါပြီဗျကျွန်တော်ဆိုင်လေးစားတော့2ဆိုင်ရှိပါမယ်နော်တစ်ဆိုင်ကကျတော့ကုကင်းပတ်တောင်ဟန်ဆန်စီရဲ့ပထမခါမှာဖွင့်လာတာဆိုင်အခုဖွင့်လက်ရှိဖွင့်လာတာဆိုင်ရတော့ကျွန်တော်တရဆော့ဈေးရဲ့ပြည်ချင်းဆိုင်မှာတစ်ဆိုင်ဖွင့်လာတာဖြစ်ပါတယ်ဗျကဲမိမိတို့ရဲ့နီးစမ်းရဲ့ဆိုင်မှာလာဝယ်ယူအားပေးလို့ရပါတယ်ဗျာနော်ဝယ်ဖို့တဲ့မိတ်ဆွေတွေလည်းတည်ပြီးသားဖြစ်ပါတယ်ဝယ်ဖို့တဲ့မိတ်ဆွေတွေလည်းကျွန်တော်ဆိုင်မှာလာဝယ်ကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်ဗျကျွန်တော်ဗီဒီယိုကြည့်ပေးကြပါတော့ကျေးဇူးအများကြီးတင်ပါတယ်